ဒါကတော့ကမွန်းကျင်ပဲဖြစ်ပါတယ်ကမွန်းကျင်ကိုအရွက်နဲ့အဖုအပွင့်ကိုဟင်းအဖြစ်အများအပြားချက်ပြုတ်စားတော့တာကိုသိကြပြီဖြစ်ပါလိမ့်မယ်ကမွန်းကျင်ရွက်ကိုပြုတ်ပြီးတော့အစီထုတ်ပြီးတော့တခြားဆေးဘက်တွေနဲ့ရှင်းပြီးတော့လည်းအမျိုးမျိုးတွဲပြီးတော့သုံးနိုင်ပါသေးတယ်ကမွန်းကျင်ရွက်ကထက်မြက်တဲ့သဘောရှိပြီးတော့ကြည်လွယ်ကြက်လွယ်တဲ့သဘောရှိပါတယ်နှလုံးကိုကျေးဇူးပြုတတ်ပြီးတော့တလိမ့်နဲ့တီးချေကိုပယ်စေတတ်ပါတယ်နှလုံးယောဂလေချုပ်တဲ့ယောဂတွေနဲ့နူနာတွေမြင့်တဲ့ယောဂဂူလုံးယောဂဝမ်းနဲ့စိတ်တဲ့ယောဂဝမ်းဘက်ရောင်တဲ့ယောဂတွေးတော်တာနဲ့ပူယောဂတွေစာမကြီးတို့ယောဂတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်အသေးရောင်ခဲ့တယ်ဆိုလို့ရှိရင်တော့ကမွန်းညင်ရွက်အနှုတ်ကိုကြိတ်ချပြီးတော့အသေးရောင်တဲ့နေရာမှာလိမ့်ကြံပေးမယ်ဆိုလို့ရှိရင်တော့တက်တာပြောင်းကင်းစေတတ်ပါတယ်ကင်မွန်တီးရဲ့အရသာကခါပြီးတော့အေးတဲ့သဘောရှိပါတယ်ကြည်ကျက်တဲ့အခါမှာဆက်တဲ့သဘောရှိပြီးတော့ဝမ်းမီးကိုတောက်စီတတ်ပါတယ်သူ့ရဲ့အသီးပြုတ်ရည်ကိုအဝတ်မှာဆွတ်ပြီးတော့ကလေးတွေရဲ့ဝတ်စမတ်ထဲကိုတွင်းတင်မယ်ဆိုလို့ရှိရင်တော့သမင်းကြည်စီပြီးတော့ဝင်းကိုလည်းတက်စီတတ်ပါတယ်ဓာတ်ချုပ်ခြင်းကြောင့်ဖြစ်တဲ့ဝတ်စမတ်တစ်လျှောက်ကွဲတဲ့ယောဂအနာကျင်ခြင်းတွေကိုလည်းတက်တာပြောင်းကင်းစေနိုင်တတ်ပါတယ်သူ့ရဲ့အသီးပြုတ်ရည်ကိုခေါင်းလျှော်ပေးမယ်ဆိုလို့ရှိရင်တော့ပိုးနဲ့ပေါက်တွေကိုတည်စီနိုင်ပြီးတော့ခေါင်းကိုအေးစေတတ်ပါတယ်သပင်ကိုလည်းအေးစေနိုင်တတ်ပါတယ်